အေယာဝတီတိုင်းဒေသကြီးဒနုဖြူမြို့မှာရှိတဲ့မြို့မဈေးကြီးကိုမိလောင်ကျွမ်းဖြစ်ပွားခဲ့ပါတယ်။ဧပြီလ26ရက်နေ့မနက်6နာရီ25မိနစ်အချိန်မှာစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမိသားရင်14စီးနဲ့ငင်းတိုက်ခဲ့ရပါတယ်။မနက်9နာရီမိနစ်50အချိန်မှာအကျွမ်းမဲ့မိငင်းတက်နိုင်ခဲ့ပြီလို့မိသားတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။မိလောင်ကျွမ်းမှုကြောင့်ဆုံးရှုံးနိုင်ရှည်များနဲ့အကျိုးဆက်များကတော့ဆေးလိုနေရာမျိုးမိလောင်တဲ့အခါဆုံးရှုံးမှုဟာခမရခက်လောက်အောင်များပြားလာပါတယ်။စီးပွားရေးပျက်စီးခြင်းဆိုင်ခမ်းပေါင်းများစွာနဲ့ကုန်ပစ္စည်းတွေပြာကျသွားတဲ့အခါစီးတယ်တွေရဲ့ယင်းနှမြုံနှံမှုတွေတခဏအတွင်းဆုံးရှုံးသွားရပါတယ်။လူမှုဘဝဒီခိုင်ရှင်ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီးဒေသခံတွေရဲ့စာဝတ်နေရေးကိုပါတိုက်ရိုက်တရားမှုရှိစေပါတယ်။မိဘေးအနေကကွယ်ရေးတတိပေးချက်များကတော့မိဆိုတာလောင်စာအပူနဲ့အောက်ဆီဂျင်၃ခုစုံရင်ဖြစ်တတ်တာမို့မိလောင်မှငိမ့်တာတက်မလောင်ခင်ကတားဆီးတာအကောင်းဆုံးပဲဖြစ်ပါတယ်။လက်စမီများတတိပြုရှင်ဟောင်းနွားနေတဲ့ဝိုင်ယာကျိုးတွေကိုလဲလှယ်ပါအတုံးမပြတ်တဲ့လက်စစ်ပစ္စည်းတွေကိုပလက်ဖြုတ်ထားပါမိဖို့ချောင်းများကတော့ထင်းမိဖို့ကဲမိဖို့တွေကိုအတုံးပြုတ်ပြီးတိုင်းမိကျွေးမိကြံမချအောင်တိကျစွာငိမ့်တတ်ပါကျိုးတင်ပင်စင်မှုများကတော့နေအိမ်နဲ့ဆိုင်ခန်းတွေမှာမိသားစုဘူးရေပုံးတဲပုံးတွေကိုအလွယ်တကူအတုံးပြုတ်နိုင်အောင်ဆောင်ထားပါမိဘန်ရဲ့ဆိုတာခဏတာပေါ်ဆမှုကနေဘဝတစ်ခုလုံးပြကျသွားနိုင်ပါတယ်ဒါကြောင့်မိဘန်ရဲ့ကောက်ွယ်ရေးမိကစပြီးဆောင်ရွက်ပေးကြပါလို့တိုက်တွန်းရင်းညီကုန်းချုပ်ပါတယ်အားလုံးပဲမိဘန်ရဲ့ကနေကင်းဝေးကြပါစေ